များသမင်းရော်တွေမှာရုပ်အဆိုးဆုံးသမင်းကြော်ပဲတို့အိန္ဒိယဆိုင်တွေပါကစ္စတန်ဆိုင်မှာစားဥပါတယ်လောက်ရုပ်ဆိုးတွေသမင်းကြော်မတွေ့ဘူးရတာဘလို့လဲကောင်းလားဗောမကောင်းမကောင်းတော့အခုရောက်နေတာ Alhamria Mall ပေါ့နော်သူကတိတ်မကြည့်ဘူးဗျတိတ်တိတ်လေးပဲဘို့မမေ့လားဒီကိုရောက်ဘူးလား first time ပါ ဖို့ရောက်ဘူးပါတယ် you don't remember မောတော့ဗျ Alhamria Mall ပေါ့နော်ရာဆာခိုင်မှာရှိရတော်တော်လေးတော့တန့်နေဗျမောလေးကတိတ်တိတ်လေးတော်တော်လေးတော့တန့်မောကြတော့မောတောင်ဖြစ်နေဒီမောကတော့ Alhamria Mall ပေါ့ဖွယ်နော်ပြီးတော့ဒီတော့ရာဆာခိုင်မှာရှိတာရာဆာခိုင်မှာကကြတော့ဒူဘိုင်းနဲ့မတူဘူးသူကမြို့တိတ်တိတ်လေးနေမြို့လေးလို့ပေါ့သိရမလား မိုက်လေးတာ မြို့တိတ်တိတ်လေးဒါပေမဲ့ဒီမောလေးကတော့တော်တော်လေးတော့တန့်နေဖွယ်သိလားမောတော်တော်လေးတန့်အဲ့မတူဘူးလူလေးရှင်းတယ်မောလေးရရဲ့လာအင်သားတွေပါလေးတန့်တယ်ဒီဇိုင်းလေးလည်းမဆိုးသီလားလောက်တာကျွန်တော်ဖူကောကအပေါ်တက်မယ်လို့ပြောတယ်အဲ့ကြတော့ဗျမြို့လေးကလေးသေးတော့လူတွေလေးတိတ်မရှိဘူးဗျအဆောင်းအမြင့်လေးတိတ်မရှိဘူးဒီလိုအဆောင်းတေးသေးလေးတွေပေါ့နော်တိုင်အမြင့်ကြီးတွေတိတ်မရှိဘူးလူတွေလေးတော်တော်လေးနေတယ်ဗျမောတွေမှာတကယ်ဒူဘိုင်းလိုလူတွေအများကြီးမရှိဘူးအဲ့တော့ကျွန်တော်တို့ကကြိုက်တယ်ဗျလူမများတော့အိမ်လေးရတယ်မိုက်တယ်ဗျ3-5လော်လောက် location လည်းမဆိုးတော်တော်လေးမိုက်တယ်စားတော့ဆိုင်တွေကိုမနေရှာလိုက်ရပါလားကိုကြီးဒါရဆာခိုင်းမရဲ့အနေထားပေါ့ညနေစီးစားဟိုတယ်ရုံးမှာပါစားမလဲ ဝေးစားတော့ပေါ့ ဟုတ်တယ်ကဲနိုတယ်ရုံးမှာဝင်ကြည့်မယ်ဗျ Happy birthday တောင်ကျင်းပလို့ရတယ်ပေါ့ကဲဘာစားကြမလဲဒီမှာတော့ဗျအစုံရှိတယ်ဗျတရုတ်အစားအစာအိန္ဒိယအစားအစာဈေးနှုန်းတွေကတော့ကျွန်တော်ထင်တယ်ဒူဘိုင်းထက်တောင်ဈေးကြီးလာလို့ဒီဆိုင်ရလေဒီဆိုင်ကတော့နည်းနည်းဈေးကြီးရထင်ပါလေ။ဈေးထေးစားကောင်းလား ဟိုကြီးခိုက်စားလို့လေဒီထည့်ထဲမှာပျော့သွားတယ် ။ဘယ်လိုလဲကြိုက်လား။ကောင်းပါပါ။ဓာတ်ပေါက်မှာလားဗျ။ဓာတ်ပေါက်ကကျွန်တော်မာမချက်တာလားမသိပါဘူး။ဓာတ်ပေါက်ကြက်သားဓာတ်ပေါက်ဒူဘိုင်းမှာဆိုရင်15-16ချက်လောက်ပဲပေးရဒီမှာ29ချက်လောက်ပေးရတယ်။29ချက်ပေးရတဲ့ဓာတ်ပေါက်ဘယ်လိုလဲစားကြည့်ရမှာဖြစ်ပါတယ်။ဓာတ်ပေါက်ကတော့ကျွန်တော်လာမှချက်တဲ့ဓာတ်ပေါက်ဖြစ်ပါတယ်။နည်းနည်း15မိနစ်လောက်စောင့်အောင်။ကြည့်ဖို့ကျွန်တော်ဓာတ်ပေါက်မြည်ကြည့်ပါဦး။ကိုကြီးအားမရှိတယ်ဘယ်ရရရှိလားပေါ့29ချက်တဲ့ဓာတ်ပေါက် ဟုတ်မှာ ကောင်းအောင်ဆွေးပြားကြော်လားဟာလား ဆံပြားကျော် ဆံပြားကြော်ဟာဘောစိတ်တော့ဘောရဲ့ကြီးကြည့်ပြီးပြောပါဦးဘယ်လိုလဲကောင်းလားသူအခုချက်ချင်းမှအခုချက်ချင်းကြော်တာပေါ့သိလားမစိုးဘူးလားရတာမစိုးဘူးနော်ဟုတ်လား ရတာ ကဲဘိုးရေဒီကင်မရာဒီနားလေးယူလာရေးပါဒန်ပေါက်ကျတော့ကြီးကြည့်မယ်ဗျာဂျက်သားလေးကတော့ဖိတ်လိုက်တာနူးညံ့တယ်နော်ဒန်ပေါက်လေးနဲ့ဂျက်သားလေးနဲ့ကြီးကြည့်မယ်ဗျာကောင်းဆိုကျွန်တော်တွေ့ဦးသမားလေးမှာကျွန်တော်ရုပ်အဆိုးဆုံးပဲရတာလေးတော့ပြောပါမြေအခုမြေကြီးတော်တွေ့ဦးသမားဓမင်းရော်တွေမှာရုပ်အဆိုးဆုံးဓမင်းရော်ပဲတို့အိန္ဒိယဆိုင်တွေပါကစ္စတန်ဆိုင်မှာစားဥပါတယ်လောက်ရုပ်ဆိုးတွေဓမင်းကြော်မတွေ့ဘူးရတာဘလို့လဲကောင်းလားဗောမကောင်းမကောင်းဘူးတဲ့ချက်ရဗောကောင်းလားအဲ့ ဟိုနဲ့ဆောက်ဟိုကပြင်းနေစားလိုက်တော့ အေး ကလမာရီဒါတော့ကလမာရီဟိုပါလေးဗောနော်ပါလားဝါကဲအဲ့တော့စားကောင်းမဲ့ပုံอ่ะအားပြီး review ပြောရမယ်ဆိုလို့ရှိရင်เนาะဓာတ်မောက်ကောင်းတယ်ပြည်ချင်းကကောင်းတယ်ဟိုဆံပြားကြော်ကောင်းတယ်သမင်းကြော်ကတော့တော်တော်လေးကိုခွမ်းပါတယ်အဲ့လောက်ပါပဲ